ဆိုင်ပွင့်ပြီအောင်ငါပစ္စည်းတွေနေရာတကျစီလိုက်ပါမင်းလက်ကောက်လေးတွေကိုကြတော့ဒီနားမှာထားရမယ်ပြီးကျယ်လေးပြီးဒါလေးအောင်ပြီးဒီဝါရှင်တန်လေးရပြီးဒါလေးစတီကာလေးတွေကိုလည်းဒီနားမှာလာမယ်ဒါလေးလက်စတီကာပဲဒါလေးစတီကာဒါလည်းတက်ကတဲ့ဒါလေးရမုံလေးပဲဒါလေးထိုင်ကိုအယုံလေးโอเคပစ္စည်းရနေရာတကျစီပြီးပါပြီဘယ်လိုလာဝယ်မလဲတော့မသိဘူးဘာလို့ငါပစ္စည်းရတယ်ကောင်းနေပြီဒီဆိုင်မှာလည်းစတစ်ကာတွေမြောင်းတော့ဒီနေ့အကုန်စနေနေ့ဆိုတော့ကုန်ဆိုင်ပိတ်တယ်ဟာဟိုမှာဘာတွေရောက်နေပါလဲအမဘာတွေရောက်နေတာလဲအယုံပဲရှိမလို့ရှိရပါနော်ဟုတ်ကဲ့ဒါလေးကဘယ်လောက်လဲမမလက်သေးဆိုတော့လက်သေးကထူးဆန်းလေနော်ဟုတ်လက်သေးစတစ်ဟုတ်လားရှစ်ကပ်နော်ဟုတ်ကဲ့မတကယ်နက3က4က5က6က9က10ကနော်ဟုတ်ကဲ့ပါအဲ့ဒါလည်းဒါဘယ်လောက်လဲ1000ပါဟုတ်ကဲ့နောက်တော့ဒါလေးရောဆရာလေးဘယ်လောက်လဲတရားလေးအဲ့ဒါလေးကကြတော့ဒီနှစ်ခုအဆက်လိုက်ပါနော်ဟုတ်ဘယ်လောက်လဲအဲ့ဒါလေးကကြတော့3000ပါဘာဖြစ်လို့လဲဆိုတော့ဒီထဲမှာအထူးကြီးပါတယ်ဒါမဲ့ဒီလိုကြည့်ရရင်တော့မမြင်အောင်ဒါမဲ့အဲ့ဒါတွေကလုံးဝသူများဆိုင်မှာဆိုရင်တစ်ခု2000 3000လောက်ရှိရပါနော်နှစ်ခုမှာ3000တော့အရင်တည်းမှာဟဲ့ပို့အဲ့ဒါဒီဟာလေးရောမဘယ်ဟာလေးဒါလေးရာကြတော့တစ်ခုချင်းစီလဲရောက်နေအကုန်အကက်လိုက်လဲရောက်မှာအကက်လိုက်ဘယ်လောက်လဲရှင့်အကက်လိုက်ဆိုရင်တော့3000မို့တော့ဘာဖြစ်လဲဆိုတော့1000 3000မို့တော့ဒီမှာအရှိကြီးပေါ့နော်အဲ့ဒါကြောင့်လို့ဟာဟုတ်ကဲ့3000လားတာလိုက်တာရှင်ကျမပြောတာဒါလေးတစ်ခုဟုတ်ဒါလေးရယ်ဒါလေးတစ်ခုတော့ပြရဆိုရင်ဒီတလိုက်ဒီအလေးလာဟုတ်တယ်ခဏလေးကြည့်လိုက်ပါအဲ့ဒါလေးဒါလေးတစ်ခုဒီနှစ်ခုလားမဟုတ်မယူမအဲ့ဒါလေးကတော့ဟုတ်ဒါလေးလည်းရှိရပါတော့ဒါလေးကကျတော့ဒီလိုမျိုးပြီးရင်ဒီထဲမှာကျတော့ဒီလိုတစ်ခုရယ်ဒီဘက်မှာကျတော့ဒီလိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးရှိပါရဲ့နော်ဟုတ်ကဲ့ရှင့်လက်ကောက်ကလေးရဘယ်လောက်လဲလက်ကောက်လေးရတစ်ခုတစ်ထောင်ပါဟုတ်ကဲ့ဒီတစ်ခုယူမယ်နော်ယူကြိုက်တယ်ယူပါနော်ဒါလေးယူမယ်ဟုတ်မုံလေးလည်းရပါတော့ဒါလေးကကိတ်မုံဒါလေးကကျတော့ဒီကဲမုံလေးပါနော်ဒီကဲမုံတစ်ခါဘယ်လောက်လဲဒီကဲမုံတစ်ခုကမှဟိုဒီလိုမီနီဆိုင်လေးကိုမှ3 flavor 3မျိုးပါရင်တော့တစ်ဆောင်ပေါ့နော်ဟုတ်ကဲ့အလုံးပါဘယ်လောက်လဲအလုံးပါရင်1000ရင်ဒါလေးရကြ3000 4000စုစုပေါင်း4000ပါနော်ဟုတ်ကဲ့ဒီမှာပါဟုတ်ကဲ့ကျမတို့ကVIP ဆိုတော့ကျမတို့ဒီကလေးပြပါမယ်နော်ဒီကလေးကဘာလဲ9ကလာပြီးတော့ကြိုက်တာကိုဝယ်စားလို့ရပါတယ်နော်ဟုတ်ကဲ့ကျေးဇူးပါမဒါလေးအိမ်လေးနဲ့ထည့်ပေးမယ်ပါနော်ဟုတ်ကဲ့ဘယ်အိမ်လေးနဲ့ထည့်ပေးရမလဲမဒီအိမ်လေးနဲ့ပဲထည့်ပေးရမယ်ဒါလေးထည့်မယ်ပြီးရင်ကျမတို့ VIP လုပ်ပေးမှာဆိုတော့အားတို့ရဲကြဟမ်
မလုပ်ပြီးပါမယ်မရပြီနော်ဟုတ်ကဲ့နောက်ပြီးတော့